Sorry မင်းသားတစ်ပါးနဲ့15မိနစ်လောက်စကားပြောပေးရုံနဲ့ဒေါ်လာတန်းဝက်3000ကြီးရခဲ့တဲ့ကဘာကျော်မင်းသမီး Kristen Stewart ရဲ့အမိုက်စားကားစုဆောင်မှုမင်္ဂလာပါပရိသတ်ကြီးရေဒီနေ့မှာတော့ညီမတို့အားလုံးဒီငယ်တွေကဝက်ဝက်ကွဲအားပေးခဲ့ကြတဲ့ Twilight ဇလန်းတွဲတွေက Bella Swan အဖြစ်တရုပ်ဆောင်ခဲ့တဲ့ကဘာကျော်မင်းသမီးချောလေး Kristen Stewart နဲ့ပတ်သက်တဲ့တကယ်ကိုထူးထူးခြားခြားစိတ်ဝင်စားစရာကောင်းတဲ့သတင်းလေးတွေနဲ့သူပိုင်ဆိုင်ထားတဲ့ကားမိုက်စားကြီးတွေအကြောင်းကိုပြောပြပေးချင်ပါတယ်ရှင်ပရိသတ်ကြီးရေ Kristen Stewart ရဲ့ Bella Swan ဆိုတဲ့ဇာတ်ကောင်ကတော့ရုပ်ရှင်ပရိသတ်တွေရဲ့ရင်ထဲမှာဒီနေ့အထိထာဝရရှင်တန်ဆွဲညစ်ကြံရည်နေတော့မှာပဲသူဟာ2000ပြည့်လွန်နှောင်းပိုင်းကာလတွေနဲ့2010ပြည့်လွန်အစောပိုင်းကာလတွေတုန်းကဒီ Twilight ဇလန်းတွဲတွေနဲ့တင်ကမ္ဘာတဝန်းမှာဝင်ငွေကန်ဒေါ်လာ3.3 ဘီလီယံအထိရရှိခဲ့ပြီးဝက်ဝက်ကွဲအောင်မြင်ခဲ့တာပါဒါအပြင် Adventureland They Ran Away Snow White and the Headman Stay Elite တို့အပါအဝင်တခြားရုပ်ရှင်ဇာတ်ကားအများကြီးမှာလည်းပါဝင်သရုပ်ဆောင်ခဲ့တဲ့ American ရုပ်ရှင်မင်းသမီးရုပ်ရှင်ထုတ်လုပ်သူတဦးဖြစ်ပါတယ်ရှင် Kristen Stewart ရဲ့ဘဝမှာတကယ်ကိုထူးခြားတဲ့ဖြစ်ရပ်တစ်ခုရှိခဲ့ပူပါတယ်အဲ့ဒါကတော့ Saudi Arabia တော်ဝင်မင်းသားတစ်ပါးဟာ2013ခုနှစ်တုန်းက Kristen နဲ့15မိနစ်လောက်စကားပြောရုံတက်အတွက်တင်ဒေါ်လာတန်းဝက်9သိန်းနီးပါးလောက်ပေးခဲ့တာပါတစ်မိနစ်ကိုတွက်ကြည့်မယ်ဆိုရင်ဒေါ်လာ3000ကျော်လောက်ထိတန်ကြေးရှိတာပေါ့ရှင်ဒါကဘာဖြစ်လို့လဲဆိုတော့လွန်ခဲ့တဲ့2012ခုနှစ်အောက်တိုဘာလတုန်းကအမေရိကန်မှာလူပေါင်း233သေဆုံးသွားခဲ့ပြီးဒေါ်လာ80ဘီလီယံဘိုးလောက်ထိပျက်စီးဆုံးရှုံးသွားခဲ့တဲ့ဖျက်အားပြင်းစူပါဟီရီကိန်းမုန်တိုင်းကြီးဆန်ဒီတိုက်ခတ်ခဲ့လို့ပါအဲ့ဒီမှာမုန်တိုင်းတန်တင်းတဲ့သူတွေကိုကူညီဖို့အတွက်ရန်ပုံငွေရှာတဲ့ပွဲမှာရုပ်ရှင်ထုတ်လုပ်သူ Harvey Weinstein ရဲ့ဆက်သွယ်ပေးမှုကြောင့်အခုလို Sorry မင်းသားနဲ့ Kristen Stewart တို့တွေ့ဆုံစကားပြောခွင့်ရခဲ့ပြီးရန်ပုံငွေအတွက်ရှာဖွေနိုင်ခဲ့တာဖြစ်ပါတယ်ရှင်အလူတန်းလေးလည်းရက်ရော်တဲ့အပြင် Kristen Stewart ဟာရုပ်ရှင်ရိုက်ကူတာထုတ်လုပ်တာတွေမကဘဲနဲ့မော်တော်ကားတွေကိုအလွန်ချစ်မြတ်နိုးတဲ့ကားဝဒနာအိုးတဦးအဖြစ်လူသိများပါတယ်အထူးသဖြင့်ဂျာမန်ကားတွေကိုအလွန်နှစ်သက်ပြီးတော့သူ့မှာပြိုင်ကားအချို့လည်းရှိသလိုသူ့ရဲ့ကားစုဆောင်မှုထဲမှာပွဲပြားခြားနာတဲ့ကားမျိုးစုံပါဝင်ပါတယ်ရှင်သူဘလို့ကားမျိုးတွေပိုင်ဆိုင်နေလဲဆိုတာညီမတို့ဆက်ကြည့်လိုက်ကြရအောင်နော်ပထမဆုံးကားကတော့ Toyota Tacoma ပဲဖြစ်ပါတယ် Kristen ဟာအလုပ်ကိစ္စတွေနဲ့ကိုရေးကိုတာကိစ္စတွေအတွက်ဒီ Toyota Tacoma ကားလေးကိုအသုံးပြုလေးရှိပါတယ်ဒီကားလေးကတော့သူ့ရဲ့နှိမ့်ချတတ်တဲ့ဇယိုက်နဲ့လက်တွေ့ကျတဲ့အကျင့်စရိုက်ကိုအကောင်းဆုံးဖော်ပြပေးခဲ့တဲ့ကားလေးပဲဖြစ်ပါတယ်ရှင်သူ့ရဲ့ specification တွေကတော့မြင်းကောင်ရည်142ကောင်အားရှိပြီးရုံးအားကတော့160ပေါင် FT ရှိကအမြင့်ဆုံးအမြန်နှုန်းကတော့တနာရီကို113မိုင်ထိမောင်းနှင်နိုင်ပါတယ်ရှင်ဒုတိယကားကတော့ Mini Cooper S ပါဒီကားလေးက Kristen အတွက်တည်ယူပို့ဆောင်ရေးတတ်တယ်မဟုတ်ဘဲနဲ့သူ့ရဲ့ဟန်ပန်နဲ့ Hollywood ကအောင်မြင်မှုတွေကိုပါထင်ဟပ်ပြသနေခဲ့တာပါကားရဲ့ဈေးနှုန်းကတော့ကန်ဒေါ်လာ23,500ဝန်းကျင်ရှိပြီးမြင်းကောင်ရေ189ကောင်အားရုံးအား162ပေါင် FT နဲ့အမြင့်ဆုံးမြန်နှုန်းကတော့တနာရီကို165မိုင်အထိရရှိနိုင်ပါတယ်ရှင်တတိယကားကတော့ Ford 8ပါသူပိုင်ဆိုင်ထားတဲ့တခြားကားတစ်စင်းဖြစ်တဲ့ Ford 8ကတော့အလက်စားအရွယ်စားရှိတဲ့ crossover SUV အမျိုးအစားဖြစ်ပြီး Ford ကုမ္ပဏီက2006ခုနှစ်မှာစတင်ထုတ်လုပ်ခဲ့တာပါအတွင်းခန်းကျယ်ဝန်းတာအဆင့်မြင့်နည်းပညာတွေနဲ့ပါဝင်တာနဲ့စွမ်းဆောင်ရည်အားပြေးဝတာတွေကြောင့်နာမည်ကြီးပါတယ်သူ့ရဲ့တန်ဖိုးကတော့ကန်ဒေါ်လာ38သိန်း100လောက်ရှိပြီးမြင်းကောင်ရေ245ကောင်အားရုံးအား285 lbft နဲ့အမြန်ဆုံးမြန်နှုန်းတနာရီကို130မိုင်နှုန်းထိမောင်းနှင်နိုင်ပါတယ်တဲ့ရှင်စတုထကားကတော့ BMW X3 ပဲဖြစ်ပါတယ် Kristen ဟာ luxury ကားတွေကိုလည်းအရန်ကြိုက်နှစ်သက်သူဖြစ်ပါတယ်သူ့ရဲ့ကားတွေထဲကမှလူအများစုသတိထားမိကြတာကတော့တာနာဘီစတိုင်ကြတဲ့ဒီ BMW X3 ကားကြီးပါပဲတောက်ပပြီးပြိုင်ကားပုံစံထုတ်လုပ်ထားတဲ့ BMW X3 ကတော့ luxury ဖြစ်မှုနဲ့လှုပ်ဆောင်ချက်အမြောက်အများပါဝင်မှုတွေကိုပေါင်းစပ်ထားတဲ့အတွက်
ခြေလမ်းတွက်ပြီးအမြဲသွားလာလှုပ်ရှားနေရတဲ့ခရစ်စတန်တွေကတော့တကယ့်ကိုပြည့်စုံတဲ့ကားတစ်စီးပါပဲရှင်။ပြင်စမကားကတော့ Chevrolet Suburban မှာခရစ်စတန်ဟာ American Classic SUV ကားကြီးဖြစ်တဲ့ဒီ Chevrolet Suburban တစ်စီးကိုလည်းပိုင်ဆိုင်ထားပြီးသူ့ကိုဒီကားကြီးနဲ့ Los Angeles မြို့တစ်ခွင်မှာမောင်းနေနေတာကိုလည်းနှစ်ပေါင်းများစွာတွေ့ခဲ့ရပါတယ်။ဒီကားကြီးကခရစ်စတန်ရဲ့အမိခိုကင်းမှုနဲ့တတိတခြားနေထိုင်တတ်မှုတွေရဲ့သင်္ကေတတစ်ခုလည်းဖြစ်ပါရဲ့ရှင်။ကားတန်ဖိုးကတော့ကန်ဒေါ်လာ69,430လောက်ရှိပြီးတော့မြင်းကောင်ရေ355ကောင်အားရုံးအား383နဲ့အမြင့်ဆုံးအမြန်နှုန်းတစ်နာရီကို154မိုင်အထိရှိပါတယ်ရှင်။နောက်ဆုံးပြောပြချင်တာကတော့သူ့ရဲ့ Porsche ကား2စီးအကြောင်းပဲဖြစ်ပါတယ်။သူ့မှာ Porsche ကား2စီးရှိပြီးတော့911 Turbo S နဲ့ Cayenne တို့ဖြစ်ပါတယ်။ Porsche Cayenne ကတော့ဆက်အားကောင်းတဲ့ Luxury SUV တစ်စင်းဖြစ်ပြီးတော့ခရစ်စတန်ရဲ့ရဲရင်မီစွန့်စားတတ်တဲ့စိတ်ဓာတ်နဲ့တကယ့်ကိုလိုက်ဖက်လွန်လာပါတယ်။သူ့ရဲ့တန်ဖိုးကတော့ကန်ဒေါ်လာ69,500ရှိပြီးတော့မြင်းကောင်ရေ335ကောင်အားရုံးအား332နဲ့အမြင့်ဆုံးအမြန်နှုန်းတစ်နာရီကို152မိုင်အထိရနိုင်ပါတယ်တဲ့ရှင်။နောက်ဆုံးသူ့ရဲ့အချစ်တော်နေ့စဉ်သုံးနေတဲ့ကားကတော့ Porsche 911 Turbo S ပဲဖြစ်ပါတယ်ရှင်။တာနာတောက်ပြောင်ပြီးဆက်အားအရန်ကောင်းတဲ့ဒီကားကြီးကတော့ထိုးကြတဲ့ဒီဇိုင်းနဲ့အဆင့်မြင့်နည်းပညာတွေကြောင့်နာမည်ကြီးလာပြီးခရစ်စတန်ရဲ့တမူထိုးကြပြီးစွမ်းအားပြည့်တဲ့ဟန်ပန်နဲ့တူဟောလိဝုဒ်ရဲ့ထိပ်သီးမင်းသမီးကြီးဖြစ်ခြင်းတွေကိုပါအပြည့်အဝထင်ဟပ်ပြသနေတာပဲဖြစ်ပါတယ်။သူ့ရဲ့ဈေးနှုန်းကတော့ကန်ဒေါ်လာ2,3500တောင်ရှိပြီးတော့မြင်းကောင်ရေ640အထိရှိကရုံးအား990နဲ့အမြင့်ဆုံးအမြန်နှုန်းကတစ်နာရီကိုမိုင်198မိုင်အထိမောင်းနှင်နိုင်တဲ့တကယ့်အမိုက်စားပြိုင်ကားကြီးပါပဲကဲပရိသတ်ကြီးရေ sorry မင်းသားနဲ့15မိနစ်စကားပြောရုံနဲ့ရန်ပုံငွေဒေါ်လာတန်းဝက်ထိရှာဖွေပေးနိုင်တဲ့အပြင်အမိုက်စားကားမျိုးစုံကိုပါပိုင်ဆိုင်ထားတဲ့ခရစ်စတန်စတီဝက်ရဲ့အကြောင်းကိုနားထောင်ပြီးတော့ဘယ်လိုခံစားရလဲရှင်သူ့ရဲ့ကားတွေထဲကမှပရိသတ်ကြီးကရောဘယ်ကားလေးကိုအကြိုက်ဆုံးဖြစ်လဲဆိုတာကို comment မှာဝင်ရောက်ဆွေးနွေးပေးခဲ့ကြပါအောင်ရှင်ကြည့်ရှုပေးခဲ့ကြတဲ့ပရိသတ်ဦးတယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးပင်တင်ရှိပါတယ်ရှင်နောက်လည်းဒီလိုစိတ်ဝင်စားဖွယ်ရာဗီဒီယိုလေးတွေကိုတင်ပြပေးတော့မှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ channel လေးကို like and subscribe လေးလုပ်ပေးခဲ့ကြပါအောင်နော်